ရွက်စိတ်စီကသိယူစရာဘဝတည်တန်းစာရဒါပါလို့အမြဲတမ်းအလုပ်လုပ်နေရတာလေလူအနာကသူ့သမီးကိုမေးလိုက်တယ်မေမေပူရွက်စိတ်ကပြုံးပြီးသမီးလေးအနာရဲ့ရွက်စိတ်တိုင်းမှာသူ့တာဝန်နဲ့သူရှိကြတယ်ကွယ်အတူတူပူပေါင်းလှုပ်ဆောင်မှာပင်နာတို့ရှင်တန်နိုင်မှာလူရှိကြတယ်အနာဟာသူ့ပတ်ဝန်းကျင်ကရွက်စိတ်တွေကိုတတိထားကြည့်နေတယ်အားလုံးကအစားအစာတွေတဲ့ပူပြီးလေးစီကိုပြန်နေကြတယ်ဒီချို့ကမြေကြီးတွေကိုသူ့ဆွပြီးကိုပြုတ်ပြနေကြတယ်ဘယ်သူမှပြေးမနေကြဘူးဒီနေ့မှတော့အန်နာဟာတိရွယ်6လေးတိရွယ်ကိုတွေ့လိုက်တယ်အဲ့ဒီတိရွယ်လေးကသူ့ရဲ့တကားဝကိုပေးနေတာပေါ့သူတယောက်တည်းဆိုမရွှေ့နိုင်ဘူးဆိုတာကိုသိလိုက်ရတယ်အန်နာဟာမေမေပူရွက်စိတ်ရဲ့စကားကိုတတိယသွားတယ်အတူတူပူပေါင်းလှုပ်ဆောင်မှာပင်နာတို့ရှင်ဆိုင်နိုင်မှာဆိုတဲ့စကားပေါ့သူဟာအနိနာကပရွက်စိတ်တွေကိုအကူအညီတောင်းဖို့ဆုံးဖြတ်လိုက်တယ်ပရွက်စိတ်3ကောင်ဟာတိရွက်ကြီးကိုဝိုင်းတုံးကြတယ်ပထမတော့မရွေးဒါပေမဲ့သူတို့အားလုံးအတူတူပေါ်လိုက်တော့တိရွက်ကြီးကတဖြည်းဖြည်းချင်းရွေ့သွားပြီးနားဖွင့်သွားတယ်အန်နာဟာအယံပျော်သွားတယ်သူတို့ပူပေါင်းလှုပ်ဆောင်ခဲ့လို့အခက်အခဲကိုကျော်လွှားနိုင်ခဲ့တာပေါ့ဒီအတွေ့အကြုံကနေအန်နာဟာပူပေါင်းဆောင်ရွက်ခြင်းရဲ့တာဝန်ကိုနားလည်သွားခဲ့တယ်ညဘက်ရောက်တော့အန်နာဟာမေမေပူရွက်စိတ်ကိုတိနေတာသူ့ရဲ့အတွေ့အကြုံတွေကိုပြောပြတယ်မေမေပူရွက်စိတ်ကဂုဏ်ယူစွာနဲ့သမီးလေးအန်နာရဲ့ရွက်စိတ်လေးတွေစီကနေသိယူစရာတွေအများကြီးရှိတယ်စူးစမ်းကထုတ်မှုစီးလုံးညီညွတ်မှုဇွဲလုံလာတွေပေါ့လို့ပြောလိုက်တယ်အန်နာဟာကောင်းငိတ်လိုက်တယ်သူဟာအခုဆိုရင်ရွက်စိတ်လေးတွေရဲ့ဘဝတည်တန်းစာတွေကိုကောင်းနားလည်သွားပြီဘယ်အလို့မဆိုစူးစမ်းအထုတ်မှုနဲ့စီးလုံးညီညွတ်မှုရှိရင်အောင်မြင်နိုင်တယ်ဆိုတာပေါ့အဲ့ဒီနေ့ကစပြီးအန်နာဟာသူ့ရဲ့အလုပ်တွေကိုပုံပြီးစိတ်အားထက်သန်စွာလုပ်ဆောင်ခဲ့တယ်သူဟာတင်းနေတဲ့ရွက်စိတ်လေးတစ်ကောင်ဖြစ်ပေမဲ့ကြီးမားတဲ့ဘဝတည်တန်းစာတွေကိုသိယူခဲ့ပြီးပုံမကောင်းလို့တဲ့ရွက်စိတ်လေးတစ်ကောင်ဖြစ်လာခဲ့